素敵な日々。良い判断をするため経験が必要。良い結果が出なくても良い経験が得られる。失敗した経験を活かせないのは学んでないこと。小さな目標を目指していけば、素敵な人生が待っている。ဆုံးဖြတ်ချက်ကောင်းဖို့အတွေ့အကြုံကမဖြစ်မနေလိုအပ်တယ်။ဆုံးဖြတ်ချက်မှားလို့အဖြေမကောင်းပေမဲ့အတွေ့အကြုံကောင်းကောင်းရလိုက်တာပဲ။အတွေ့အကြုံတွေကိုအသုံးမချနိုင်ဘူးဆိုရင်ဘာကိုမှလေးလာနိုင်ယူခြင်းမရှိတာပါပဲ။ရီမန်းချက်သေးသေးလေးစီကိုသွားနိုင်ရင်ပဲတိတ်လှတဲ့ဘဝလေးတစ်ခုကစောင့်နေမှာပါ頭が割れるほとんど考えても、知識が足りないと、時間を無駄にし、先の人生の道が険しい。။ခေါင်းပေါအောင်တွေးလဲတိတက်ပညာမလုံလောက်တော့အချိန်ကုန်လူပန်းဘဝလန်းကျန်း၏